စီဥစွာကိုတော်ရဲ့နာမကိုချီးမွမ်းပါတယ်ဒီကနေ့ဧဝံဂေလိတရားအနေနဲ့ကျွန်တော်ဟောပြောရမယ့်အကြောင်းကတော့ကယ်တင်ခြင်းတရားအကြောင်းဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့အားလုံးခွန်အားရယူကြဖို့ရန်အတွက်ချစ်တော်ဓမ္မမစ်ဆွေကိုပေါင်းတို့အားလုံးခရစ်တော်ရဲ့နာမတော်အဖင်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်စီဥစွာဓမ္မကျမ်းစာကိုဖတ်ကြစို့ဟေဖေဩဝါဒစာဆောင်အခန်းကြီး2အငယ်10ယုံကြည်သောအဖင်ကြီးစိုးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုလျှောက်ရောက်သည်မဟုတ်ဖယားသခင်၏တနာတော်မူရာဖြစ်သည်ဟောကြားခဲ့ရတော့ဖယားသခင်ရဲ့နှုတ်ကပတ်တော်တွင်ဖယားသခင်ကောင်းခြင်းမင်္ဂလာတက်ရောက်ပါစေအာမင်ဒီကနေ့ကျွန်တော်ဝင်ခါရမယ့်အကြောင်းကတော့ကယ်တင်ခြင်းတရားအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဝင်ခါရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီကယ်တင်ခြင်းတရားအကြောင်းကိုကောင်းမွန်စွာနားမလည်သိတော်သူကျွန်တော်အနေနဲ့စကားချိအနေနဲ့ပြောလို့ချင်တာရှိပါတယ်။ကျွန်တော်တာသနာနဲ့တက်မှာနေတော့ကဒီကယ်တင်ခြင်းတရားအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရွာပြီးတရွာကျွန်တော်တို့တရားဟောတဲ့ခါမှာဒီတနာကိုဝင်ခါတဲ့ခါမှာကောင်းမွန်စွာသိရှိနားမလည်တော်သူမြောက်များစွာရှိတဲ့အတွက်ကြောင့်ဒီဟောကြားတော်သူအနေနဲ့အဓိကရည်ရွယ်ထားသောဥတီချက်တော်နေရာဒီတန်တရတွေရှိပါတယ်။ဒါကြောင့်သာသနာနဲ့တက်မှနေကြတော့ယုံကြည်တော်သူများအတွက်ခွန်အားရရှိဖို့ရန်အတွက်ယုံကြည်ခြင်းပိုင်းဆိုင်ရာတွင်ဒီထက်ပိုပြီးတော့ခိုင်ခိုင်မာမာရည်ရင်ကျက်မာမယုံကြည်ခြင်းမှာယက်တည်နိုင်ဖို့ရအတွက်အဓိကစန္ဒထားပြီးတော့ရည်ရွယ်ထားပြီးတော့ပန်းတိုင်အဖြစ်ကျွန်တော်ဝင်ခလို့ချင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာတွင်ကယ်တင်ခြင်းတရားအကြောင်းကိုဒီကနေ့ကျွန်တော်တို့အားလုံးဆွေးနွေးပြီးတော့ဝင်ခရမှာဖြစ်တဲ့အတွက်ကြောင့်ကယ်တင်ခြင်းတရားအကြောင်းနဲ့ပတ်သက်ပြီးတော့ဝင်ခတဲ့အခါမှာကျွန်တော်တို့မြန်မာပြည်မှာဘာသာကြီးနှစ်ခုရှိတဲ့အတွက်ကြောင့်အဲ့ဒီဘာသာကြီးနှစ်ခုရဲ့အကြောင်းနဲ့မိမိတို့ရဲ့ခံယူချက်ယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်နှိုင်းယှဉ်ပြီးတော့ဝင်ခရမှာဖြစ်တဲ့အကြောင်းစီအိုဆိုပြောလို့ချင်ပါတယ်။ဘာကြောင့်လို့လဲဆိုရင်ကျွန်တော်တို့ချစ်တော်တငယ်ချင်းမစ်ဆွေအပေါင်းအတင်းတို့ဒီဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ကြတယ်။တချို့သောသူဒီခရိယာများဖြစ်ကြတဲ့အတွက်ကြောင့်ဒီဘာသာကြီးနှစ်ခုကြီးရဲ့ခံယူချက်ယုံကြည်ချက်ကိုကောင်းမွန်စွာနားလေသဘောပေါက်မှသာလေကျွန်တော်တို့ကဘယ်ဖရားကိုကူးကွယ်ရမလဲဘယ်ဖရားကိုကျွန်တော်တို့ကကူးကွယ်ထိုက်တယ်ဆိုတာမိမိတို့နှလုံးသားပေါ်မှာမူတည်တယ်ဘယ်သူမှကျွန်တော်တို့သူတို့လက်ကနေဆွဲပြီးတော့လာပါဆိုပြီးတော့ခေါ်လို့မရတော့အရာဖြစ်တယ်ဘာလို့လဲဆိုရင်တော့ဒီကယ်တင်ခြင်းတရားဆိုတာကျွန်တော်တို့လူသားအနေနဲ့မရှိနဲ့မြင်လို့ရတဲ့အရာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ဖယားသခင်ပြထားတော့ဝိညာဉ်တော်အဖြစ်နှလုံးသားယူပါယုံနဲ့မြင်လို့ရတော့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘာသာနှစ်ခုချင်းနဲ့နှိုင်းယှဉ်ထားပြီးတော့ကျွန်တော်တို့ဝင်ခရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုစီဝစွာနားလေသဘောပေါက်ဖို့ရန်ကျွန်တော်ပြောလို့ချင်ပါတယ်ကဲနံပါတ်1ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့သူတို့ရဲ့ကယ်တင်ခြင်းတရားအကြောင်းကိုဘယ်လိုခံယူထားတယ်လဲဘယ်လိုယုံကြည်ရတယ်လဲဆိုတာသာသနာနဲ့တက်မှနေကြတော့ချစ်တော်ဓမ္မမစ်ဆွေကိုပေါင်းတို့ကောင်းမွန်စွာနားလေသဘောပေါက်ဖို့ရာဗုဒ္ဓဘာသာဝင်များရဲ့ယုံကြည်ချက်ဗုဒ္ဓဘာသာဝင်များရဲ့ဥတီချက်ဒါကောင်းမွန်စွာနားလေသဘောပေါက်မှတာလေတစ်ဖက်မှာကျွန်တော်တို့ခရိယန်ဘာသာဝင်များရဲ့ဥတီချက်နဲ့ယုံကြည်ချက်ကိုလည်းကောင်းမွန်စွာနားလေသဘောပေါက်ပြီးအားလုံးအတက်တာကိုရရှိပြီးတော့ယုံကြည်လာကြလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ကျွန်တော်မျှော်လင့်ပြီးတော့ယုံကြည်ပါတယ်ကျွန်တော်တို့ဗုဒ္ဓကျမ်းကားကိုကျွန်တော်တို့ကောင်းမွန်စွာလေ့လာတဲ့အခါမှာကျွန်တော်တို့ကမြတ်ဆာသူ့မှာကယ်တင်ခြင်းတရားမရှိတဲ့အကြောင်းကိုကျွန်တော်တို့သူ့ကျမ်းကားအရာကျွန်တော်တို့လေ့လာခဲ့သမျှကျွန်တော်တို့မတွေ့ရှိရပါဘူးသူ့ရဲ့ဂေါရမမြတ်စွာဘုရားရဲ့ဟောထားခဲ့တဲ့ကယ်တင်ခြင်းတရားဟာသူ့ရဲ့လှုပ်ဆောင်ချက်မပါဘူးသူ
သူ့ရဲ့ဟောပြောထားတဲ့အတိုင်းပြောရမယ်ဆိုရင်မိမိတို့လူသားပေါ်မှာအခြေခံပြီးတော့မိမိတို့ကကယ်တင်ခြင်းကိုရရှိဖို့ရန်အတွက်တို့မဟုတ်လွတ်မြောက်တော်သူဖြစ်ဖို့ရန်အတွက်မိမိကိုယ်ကိုကြိုးစားပြီးတော့မိမိကိုယ်ကိုအားထုတ်ပြီးကမ္မထာထိုင်ပြီးကြင်ကြံမှတာလေမိမိကိုယ်ကိုကယ်တင်ရမည်ဆိုတဲ့အကြောင်းကိုပဲဗုဒ္ဓကျမ်းဂန်ထဲတွင်ကျွန်တော်တို့တွေ့ရှိရပါတယ်ချစ်တော်ဓမ္မမစ္ဆုငီကိုပေါင်းတို့ကဲဒီလိုဆိုတော့စဉ်းစားကြည့်ရအောင်အားလုံးဆွေးနွေးဖို့ရန်အားလုံးဖိတ်ခေါ်လိုက်ပါတယ်မိမိကိုယ်ကိုကယ်တင်နိုင်တယ်မိမိကိုယ်ကိုလွတ်ကျွတ်နိုင်တယ်မိမိကကြိုးစားအားထုတ်လို့ရှိရင်တရားနဲ့အားဖြင့်ကြိုးစားအားထုတ်လို့ရှိရင်ကျွန်တော်တို့မစ္စိနဲ့မြင်လို့မရတော့နေဗံဘုံတို့ရောက်ရှိနိုင်တယ်ဆိုပြီးတော့ဂေါရမမြတ်စွာဘုရားကဟောပြောတဲ့အတိုင်းတကယ်များဖြစ်နိုင်သလားဒါပြီးတော့မိမိကိုယ်ကိုလည်းကယ်တင်လို့ရတယ်လားဆိုပြီးတော့ကျွန်တော်တို့နားလေသဘောပေါက်အောင်ကျွန်တော်အတတ်နိုင်ဆုံးကျွန်တော်လည်းကြိုးစားပြီးတော့ဝင်ခပြီးလို့ချင်ပါတယ်ကဲတယောက်တော်သူဒီရေကန်ကြီးထဲမှာကြက်တော်သူဒီမိမိကိုယ်ကိုကယ်တင်လို့မရဘူးဘာလို့လဲရေကန်ထဲမှာကြားတဲ့အတွက်ကြောင့်ရေကန်ထဲမှာနှစ်မြို့တဲ့အတွက်ကြောင့်သူလည်းအင်းနဲ့အားနဲ့ရုန်းကန်ပြီးတော့လှုပ်ရှားနေခဲ့တော်လေသူ့မှာရုန်းကန်ပြီးတော့အဲ့ဒီရေကန်ဘီနာမှာရောက်ဖို့ရန်အတွက်သူ့အင်အားနဲ့မလောက်ဘူးသူ့ရဲ့စူးစမ်းခြင်းအပြင်လည်းမနိုင်ဘူးဒါကြောင့်အဲ့ဒီပင်လေလောက်ကြီးတော်ရေကန်ကြီးထဲမှာအဲ့ဒီရေနှစ်မြို့တော်သူဒီကယ်တင်တော်သူတယောက်အလိုရှိတယ်ဆိုတာကျွန်တော်တို့နားလေသဘောပေါက်ကြမှာပါဒါကြောင့်ချစ်တော်ဓမ္မမစ္ဆွေကြီးကိုပေါင်းတို့ကျွန်တော်တို့ခရိယန်ဘာသာဝင်များလေကျွန်တော်တို့ဒုစရိုက်အပိကနေကျွန်တော်တို့အပင်ငရဲပုံမှာကျွန်တော်တို့ကြားရမယ့်အစာကယ်တင်တော်သူပုဂ္ဂိုလ်ရှိတယ်ဆိုတာနားလေသဘောပေါက်ဖို့ရန်တိုက်စီပြီးတော့ကျွန်တော်ဝင်ခါလိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ကျွန်တော်တို့နားလေသဘောပေါက်ဖို့ရန်ကယ်တင်ခြင်းတရားဆိုတဲ့ခါမှာတမျိုးတစ်စားနဲ့꿰ပြီးတော့ကျွန်တော်တို့ကောင်းမွန်စွာနားလေသဘောပေါက်ဖို့ရန်ကျွန်တော်ဝင်ခါလိုချင်ပါတယ်နံပါတ်1ကျွန်တော်တို့မစ္စိနဲ့မြင်လို့ရတော့ကယ်တင်ခြင်းတရားနံပါတ်2ကျွန်တော်တို့မစ္စိနဲ့မြင်လို့မရတော့ကယ်တင်ခြင်းတရားဒီနှမျိုးအကြောင်းကိုနှိုင်းယှဉ်ထားပြီးတော့ကျွန်တော်တို့ကကောင်းမွန်စွာကျွန်တော်တို့ဘုရားသခင်ပြထားတော်ပညာနဲ့အတိညာနဲ့ကျွန်တော်တို့ကိုဆွေးနွေးပြီးတော့ကျွန်တော်တို့စဉ်းစားပြီးတော့ကျွန်တော်တို့တွေးခေါ်တတ်လို့ရှိရင်ဒီအကြောင်းသဘောတရားကိုနားလေသဘောပေါက်လို့ရှိရင်ချစ်တော်ဓမ္မအမြင့်ဆွေကြီးကိုပေါင်းလို့ကျွန်တော်ဂျမဟာကယ်တင်တော်သူအလိုရှိတယ်ဆိုတာသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ဟောပြောတော်သူမျိုးနဲ့ယုံကြည်ပါတယ်ကဲဥပမာကျွန်တော်တို့အလွယ်ကိုစုံနဲ့နားလေသဘောပေါက်အောင်ဥပမာအနေနဲ့ကျွန်တော်တစ်ခုလေးအနေနဲ့ကျွန်တော်ဟောပြောပါမယ်ကဲအခုကျွန်တော်တို့မြန်မာပြည်မှာနေထိုင်ရတဲ့အတွေ့အကြောင်းမြန်မာပြည်အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာအနေနဲ့ဟောပြောရမှာဖြစ်ပါတယ်ဒီအကြောင်းလေးကိုမဝင်ခခင်လေးမှာကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ကျမ်းဂန်အရာသူဟောပြောထားတဲ့အတိုင်းမိမိကိုယ်ကိုကယ်တင်ရမည်မိမိကိုယ်ကိုကြည်ကြံရမည်မိမိကိုယ်ကိုလွတ်ကျော်အောင်ကြိုးစားရမည်ငါလိုချင်ပါဆိုပြီးတော့သူဟောပြောထားတဲ့အတိုင်းဟုတ်တလားမှန်တလားဆိုတာကျွန်တော်ဥပမာနဲ့နှိုင်းယှဉ်ထားတဲ့အခါမှာအားလုံးစဉ်းစားပြီးတော့နားလေသဘောပေါက်ကြလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ကျွန်တော်ယုံကြည်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့နားလေဖို့ရန်အတွက်အလွယ်ကူဆုံးတဲ့ဥပမာနှိုင်းယှဉ်ထားပြီးတော့ကျွန်တော်ဟောပြောရခြင်းဖြစ်ပါတယ်ချစ်တော်ဓမ္မမစ္ဆွေကြီးကိုပေါင်းတို့ဥပမာတကယ်လို့များမိမိကိုယ်ကိုကယ်တင်လို့ရသလားဆိုပြီးတော့မိမိကိုယ်ကိုဆန်းစစ်မိဖို့ရန်အတွက်ဖြစ်ပါတယ်မိမိကိုယ်ကိုမိခွန်းမိလိုက်ပါမိမိကိုယ်ကိုမိခွန်းမိလို့ရှိရင်အဖြေကိုဖယားသခင်ကတင်တို့ရဲ့နှလုံးသားပေါ်တွင်ဖယားသခင်ရဲ့အတိပညာတော်ကိုရောက်ရှိလာပြီးတော့ကောင်းမွန်စွာနဲ့နားလည်သဘောပေါက်ပြီးယုံကြည်သောအတ္တကိုရရှိလိမ့်မယ်လို့ကျွန်တော်ဟောပြောတော်သူအနေနဲ့ယုံကြည်ပါတယ်။ကဲဥပမာအကြောင်းနဲ့တစ်ခုနဲ့ကျွန်တော်နှိုင်းယှဉ်ပြီးတော့ကျွန်တော်ဝင်ခပြပါမယ်။ဥပမာ
ကျွန်တော်တို့မြန်မာပြည်သူပြည်သားများသည်နိုင်ငံတော်ကချမှတ်ထားသောဥပဒေကိုကျော်လွန်သွားသောသူဥပဒေဘောင်ကိုလွန်သွားသောသူသည်ဥပဒေကဖမ်းချုပ်ပြီးတော့သူ့ကိုဘယ်နေရာမှာပို့တယ်လဲဆိုရင်တော့သူ့ရဲ့အပြစ်တရားကြောင့်သူသည်အကျဉ်းထောင်ထဲတွင်ပို့ရတယ်ဒါပြီးတော့ထောင်ထဲမှာကြာရတယ်ဘာကြောင့်ထောင်ကြာတာလဲဓာတုအပြစ်ကြောင့်ကြာရတယ်သူနိုင်ငံတော်ကစီမံထားသောနိုင်ငံတော်ကဥပဒေဘောင်ကိုကျော်လွန်တွားလို့ဥပဒေဘောင်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်တရားဥပဒေကိုချိုးဖောက်တဲ့အတွက်ကြောင့်တရားဥပဒေကဖမ်းချုပ်ပြီးတော့သူ့ကိုတရားဆွဲပြီးတော့ထောင်ပို့ခြင်းကိုခံရတာဖြစ်ပါတယ်ဒါအလုံးတိပိသားလည်းဖြစ်မှာပါဒါကြောင့်အခုမြန်မာနိုင်ငံနဲ့ကြည့်မယ်ဆိုရင်နေအတိအမှာအရှိအနောက်တောင်မြောက်မှာတိုင်းနယ်ပြည်နယ်မြောက်များစွာ14ခုရှိတယ်အဲ့ဒီတိုင်းနယ်ပြည်နယ်14ခုထဲမှာကျွန်တော်တို့ထောင်တွေအားလုံးအတိအရှိကြပါတယ်အဲ့ဒီထောင်ထဲမှာကြက်တော်သူသည်အပိတရားဥပဒေရဲ့အောက်မှာချုပ်နှောင်ခြင်းခံရတော်သူများဖြစ်ခဲ့ကြတယ်အားလုံးအဲ့ဒါတော့တည်ရှိထားတဲ့အရာတွေဖြစ်ပါတယ်ဒါမရှိနဲ့မြင်လို့ရတော့အရာဖြစ်တယ်ဒီမရှိနဲ့မြင်လို့ရတော့အရာကနေဘယ်လိုကယ်တင်ရမှာလဲဘယ်လိုလွတ်မြောက်ရမှာလဲအဲ့ဒါအကြောင်းလိုပါတယ်အကြောင်းတစ်ခုခုကြောင့်တို့လွတ်မြောက်နိုင်တယ်အကြောင်းတစ်ခုခုကြောင့်ကယ်တင်ခြင်းကိုရရှိနိုင်တယ်သူကလူကိုကယ်တင်ဖို့ရအတွေ့ဒီထောင်ထဲကနေကယ်တင်ဖို့ရအတွေ့ကဲဥပမာကျွန်တော်တို့နိုင်ငံတော်သမ္မတကကဲဒီကနေ့ဒီချိန်မှာကျွန်တော်တို့မြန်မာပြည်နယ်အတီးတီးမှာနေကြတော့ထောင်ထဲမှာကြတော့သူအကျဉ်းထောင်ထဲမှာကြတော့သူအားလုံးအမှုကြီးတွေဖြစ်စေအမှုငယ်တွေဖြစ်စေဒီကနေ့ဒီချိန်ကနေစပြီးတော့ကျွန်တော်သမ္မတရဲ့အမိတ်အားဖြင့်ခင်ဗျားတို့အားလုံးဒီခင်ဗျားတို့ထော်ကနေကြားတဲ့နေရာကနေငါလွတ်လိုက်တယ်လွတ်ငင်းချမ်းသာခွင့်ပြီးတယ်ဆိုပြီးတော့သူကြီးညာလိုက်တယ်ကြီးညာလိုက်တဲ့အခါမှာသူတို့နားကဖြင့်ကြားတယ်နားကပင်ချရခဲ့တော်လေတချို့သောသူကမယုံကြည်ဘူးမယုံကြည်တဲ့အတွက်ကြောင့်မယုံကြည်တဲ့အကျိုးဆက်ကိုခံရမှာဖြစ်ပါတယ်ယုံကြည်သောသူများကထောင်မှုများကလည်းထောင်တကားကိုဖွင့်ပြီးတော့ကဲထွက်ကြထောင်ထဲမှာကြက်တော်သူများအားလုံးထွက်ခဲ့ကြဘာလို့လဲနိုင်ငံတော်အကြီးအကဲအကြီးဆုံးသောပုဂ္ဂိုလ်ကြီးကသူကတရားပြီးထားသောအရာဒီလွတ်ငင်းချမ်းသာခွင့်အကြောင်းကိုသူကြီးညာထားပြီးတော့ခင်များတို့အပိကြီးတော့အမှုဖြစ်စီငယ်တော့အမှုဖြစ်စီအားလုံးကျွန်တော်လွတ်ငင်းချမ်းသာခွင့်ပြီးတယ်ဆိုပြီးကြီးညာထားခဲ့ပြီးမဲ့လေယုံကြည်တော်သူများဒီသူတို့အရာလေးကိုလဲပြီးတော့မိမိတို့ရဲ့ဌာနေမှာပြန်ခဲ့ကြတယ်တို့တော့ဒီတမရအကြီးရဲ့အမိတ်လွတ်ငင်းချမ်းသာခွင့်တရားကိုမယုံကြည်တော်သူဒီမဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးဒါတော့ကျွန်တော်တို့တမရကြီးကလိန်တာဖြစ်မှာပါကျွန်တော်တို့ဝန်ကြီးချုပ်ကလိန်တာဖြစ်မှာပါကျွန်တော်တို့တရားသူကြီးကလိန်တာဖြစ်မှာပါလိန်တယ်ညာတယ်ဆိုပြီးတော့ဒီတရားကမယုံနိုင်တော့တရားဖြစ်တယ်လွတ်ငင်းချမ်းသာခွင့်ကိုကျွန်တော်တို့မရရှိပါဘူးသူ့ရဲ့နှုတ်အားဖြင့်ပြောသောစကားဒီမှုတ်တာဖြစ်တယ်မယုံနိုင်စရာဖြစ်တယ်ကျွန်တော်ကျမကမလွတ်နိုင်ဘူးကျွန်တော်အမှုရှိတယ်ဆိုပြီးတော့ယုံကြည်တော်သူလည်းရှိကောင်းရှိပြီလိမ့်မယ်ဒါကြောင့်ရှိတော်သူများသည်ကယ်တင်ခြင်းတရားကိုနိုင်ငံတော်အကြီးအကဲသမ္မတကကြီးညာထားခဲ့တော်လေသူကမယုံလို့သူမထွက်ချင်လို့ဒီလွတ်မြောက်ခြင်းကယ်တင်ခြင်းတရားကိုမရရှိပါဘူးဘာလို့လဲသူကနိုင်ငံတော်သမ္မတကလွတ်ငင်းချမ်းသာခွင့်ပြီးခဲ့ပြီမဲ့လေသူမယုံတဲ့အကျိုးအပြစ်ကဘာလဲသူကတော့မယုံလို့တကျွန်းသူကအဲ့ဒီထောင်ထဲမှာဘဝကိုနေကုန်းချိုးရမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုပေါင်းတို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လွတ်ငင်းချမ်းသာခွင့်တရားကိုကြီးညာပြီမဲ့လေသူမယုံကြည်လို့မလွတ်တာပဲဖြစ်တယ်ဒါကြောင့်အခုနာကကျွန်တော်တို့
ကျမ်းပိုက်ထဲမှာဖတ်ခဲ့တဲ့အဖက်အခန်းကြီး2အငယ်10မှာယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏တဲ့ကိုယ်အလိုလျှောက်ရောက်ဒီမဟုတ်ဖယားသခင်ရဲ့တနာတော်မူရာဖြစ်တည်းတဲ့ကဲဖယားသခင်ကကျွန်တော်တို့ကိုသူ့ရဲ့နှုတ်ကပတ်တော်ကနေကျွန်တော်တို့ကဘာသူကဘာတာအားလုံးကျွန်တော်တို့ကယ်တင်ခြင်းရရှိတဲ့အကြောင်းကိုဖယားသခင်ကကြီးညာလိုက်တယ်ဖယားသခင်ကကြီးညာလိုက်တဲ့အခါမှာယုံကြည်တော်သူဒီကျွန်တော်တို့လွတ်မြောက်လိမ့်မယ်မယုံကြည်တော်သူဒီတန်တရားစိတ်ရှိတော်သူဒီကျွန်တော်မဟုတ်နိုင်ပါဘူးကျွန်တော်ကယ်တင်ခြင်းမရရှိပါဘူးဆိုပြီးတော့မိမိကိုယ်ကိုစိတ်ချမှုမရှိဘဲနဲ့ဝန်ခံခြင်းမရှိဘဲနဲ့မယုံကြည်လို့ရှိရင်သူကမယုံကြည်ရဲ့အကျိုးအဆက်ဒါကိုခံရမှာပဲတသက်တကြွသူကအဲ့ဒီကယ်တင်ခြင်းတရားအကြောင်းကိုကောင်းမွန်စွာနားမလည်လို့သူတသက်လုံးထာဝရငရဲပြည်သို့သူဝန်စားရမှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ဓမ္မမြတ်စွာဘုရားကိုပေါင်းလို့ဒေကေတင်ခြင်းတရားပေါ်ပေါက်လာခြင်းဟာအပိတရားကြောင့်ပေါ်ပေါက်လာရခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်။ကျွန်တော်တို့ယောမအခန်းကြီး9အငယ်ယောမအခန်းကြီး10ယောမအခန်းကြီး9အငယ်12မှာကျွန်တော်တို့တွေ့ရပါတယ်။ဤလောကမှာအပိဝင်လာတာတရုတ်တော်သူအဖြစ်အပိဝင်လာတဲ့အကြောင်းကိုကျွန်တော်တို့ပြောထားလိုက်ပြီးပြီဝင်ခလိုက်ပြီးပြီဒါကြောင့်ဒီကမ္ဘာလောကထဲမှာကျွန်တော်တို့အပိရဲ့အကျိုးအခကကျွန်တော်တို့အပေငရဲတို့ဝင်ရမယ့်စာကျွန်တော်တို့ဖယားသခင်ဒီကရုဏာတော်မဟာမေတ္တာတော်နဲ့ပြည့်စုံတော်မူသောဖယားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုကယ်တင်ဖို့ရန်အတွက်တားတော်သခင်ယေရှုကိုဤကမ္ဘာလောကတို့ရှီလွှတ်ပြီးတော့လူစားတိကိုခံယူရှိပြီးတော့ကျွန်တော်တို့ရဲ့အပိကိုယူဆောင်ပြီးတော့ပခုံးပေါ်မှာထမ်းပြီးတော့လက်ဝါးကတိုင်မှာကျွန်တော်တို့အပိအားလုံးဟိုတမျှဒုစရဲအပိလုံခဲတော့အတိတ်ကအပိဟိုတမျှကိုကျွန်တော်တို့အပိမြတ်ကိုပခုံးမှာထမ်းပြီးတော့လက်ဝါးကတိုင်မှာအတက်ကိုပြီးလိုက်ရတယ်ဆိုတဲ့အကြောင်းကိုလည်းတမန်ကျမ်းစာထဲမှာတွေ့ရတယ်သူအတက်ကိုပြီးလိုက်ရခြင်းအပြင်လက်ဝါးကတိုင်မှာသူ့ရဲ့အတက်ကိုစတီးခြင်းအပြင်ဖယားသခင်ကကျွန်တော်တို့ကိုသခင်ယေရှုကိုယုံကြည်တော်သူဒီတို့ဒီလွတ်လပ်မီဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ရှင်ယောဟန်အခန်းကြီး7အငယ်25မှာလည်းသခင်ယေရှုဖယားကဤကဲ့သို့ဟောထားတာကိုတွေ့ရပါတယ်ငါကိုယုံကြည်တော်သူဒီတည်ခဲ့တော်တည်လွန်ခဲ့တော်လဲရှင်လိမ့်မည်တဲ့ငါကိုယုံကြည်တော်သူဒီတည်လွန်ခဲ့တော်လဲရှင်လိမ့်မည်တဲ့အကဲ့ချစ်တော်ဓမ္မမြတ်စွာဘုရားကိုပေါင်းတို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကမကိုင်းစီကတော့ယုံကြည်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီဖယားသခင်ပြီးထားတော်နှုတ်ကပတ်တော်ဖယားသခင်ကျွန်တော်တို့ကိုစားသခင်ယေရှုဖယားရဲ့လက်ဝါးကတိုင်မှာငါအမှုပြီးပြီဆိုပြီးအကြောင်းကိုဝန်ခံလက်ခံယုံကြည်လို့ရှိရင်ခင်များရောကျွန်တော်ရောကယ်တင်ခြင်းရရှိတော်သူဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းနားလည်သဘောပေါက်ဖို့ရည်ကြည်ပါတယ်ချစ်တော်ဓမ္မမစ်ဆွေကိုပေါင်းတို့ဤကယ်တင်ခြင်းတရားအကြောင်းကိုကောင်းမွန်စွာနားလည်လို့ရှိရင်ကျွန်တော်ကျမဒီကယ်တင်ခြင်းခံရတော်သူဖြစ်တယ်ကျွန်တော်ဝတ်မြတ်ဝန်တာစွာနဲ့ကျွန်တော်တို့အသက်ရှင်တဲ့ဒီကမ္ဘာလောကမှာကျွန်တော်တို့နေထိုင်ပြီးတော့တွာလာလှုပ်ရှားတဲ့နေရာတွင်ဖြစ်စေကျွန်တော်တို့စားတော့ဖို့ရအတွက်အလုပ်လုပ်ဒီဖြစ်စေဘယ်နေရာမဆိုတွားတဲ့နေရာရောက်တဲ့နေရာတိုင်းမှာကျွန်တော်တို့ပျော်ရွှင်သောအသက်တာကိုရရှိရမှာဖြစ်ပါတယ်တပည့်ဆူတော်နဲ့ကြည့်မယ်ဆိုရင်ဤလောကကြီးထဲမှာကျွန်တော်တို့ရှင်းရခဲ့တော်လေကျွန်တော်တို့ကဖယားတရားကိုနှလုံးသားထဲမှာရရှိတော်သူဒီလူသားများကြံစီ၍မမြင်နိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကိုတရားကိုရရှိတော်သူကယ်တင်ခြင်းကိုခံရတော်သူကယ်တင်ခြင်းကိုရတော်သူဖြစ်တဲ့အတွက်ကြောင့်ရွှေငွေမြောက်များစွာနဲ့ဝေလို့မရဘူးချစ်တော်ဓမ္မမြတ်စွာဘုရားကိုပေါင်းတို့လဲလို့မရဘူးဒီအရာတွေကိုဒါကြောင့်ဒီကနေ့ဒီချိန်မှာကျွန်တော်အဓိကအဖြစ်သာသနာနဲ့တက်မှနေကြတော့ယုံကြည်တော်သူများလူတက်များအတွက်အဓိကအဲ့ဒီယုံကြည်ခြင်းအကြောင်းကိုကောင်းမွန်စွာနားလေသဘောပေါက်ပြီးတော့မိမိကိုယ်
ကျွန်တော်ကျမဒီအပိတာဖြစ်တယ်ကဲတင်တော့သူအလိုရှိတယ်ဆိုပြီးဝန်ခံပြီးတော့တခင်စုဖယားကိုလက်ခံယုံကြည်လို့ရှိရင်တင်တီလုံခဲ့တော်လဲရှင်လာလိမ့်မယ်ဓမ္မကျမ်းစာကဆူထားပါတယ်ဒါကိုတန်တရားစိတ်မရှိပါနဲ့ယုံဖို့တာယုံပါဟာလေလုယာအာမင်အားလုံးယုံကြည်ကြလိမ့်မယ်လို့ကျွန်တော်လည်းထင်ပါတယ်ဒါကြောင့်ချစ်တော်ဓမ္မမြတ်ဆွေကြီးကိုပေါင်းတို့ဒီကနေ့ဒီချိန်မှာကျွန်တော်တို့ကမ္ဘာလောကကြီးကိုကြည့်မယ်ဆိုရင်ဘာနဲ့ရင်ဆိုင်ရတယ်လဲပြဿနာပေါင်းမြောက်များဆုံးနဲ့ပြောလို့မကုန်ပြောလို့မဆုံးကဘာကြီးကပြဿနာများရင်ဆိုင်နေရတယ်ဒီချိန်ဒီခါမှာကျွန်တော်တို့ကယုံကြည်တော်သူများသည်ကျွန်တော်တို့လူသားများကျန်စီရမမီနိုင်တော့ငင်တက်ချင်းကိုရရှိထားတော်သူဖြစ်တဲ့အတွက်ကြောင့်ကယ်တင်ရှင်တရားကိုရရှိတော်သူကယ်တင်တော်သူခံရတော်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ပူဆရာမရှိဘူးကျွန်တော်တို့ကအားငယ်ဆရာမရှိဘူးချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတို့ဒါကြောင့်ဒီကနေ့ဒီချိန်မှာဒီကယ်တင်ရှင်တရားအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာပြည်ထဲမှာဗုဒ္ဓဘာသာဝင်များကိုးကွယ်ကြတော့ဂေါတမမြတ်စွာဘုရားဟောပြောထားသောတရားနဲ့ကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်များရဲ့ဓမ္မကျမ်းစာကထာဝရဘုရားဟောပြောထားသောတရားနဲ့ကိုက်ညီမှုမရှိပါဘူးတူညီမှုမရှိပါဘူးဗုဒ္ဓကျမ်းဂန်ထဲတွင်ကယ်တင်ခြင်းတရားမရှိဘူးကယ်တင်မဲ့သူလည်းမရှိဘူးဒါကြောင့်ဥပမာကျွန်တော်တို့ပူပြီးတော့နားလေသဘောပေါက်ဖို့ရန်နောက်နှစ်ချက်အနေနဲ့ပြောလို့ချင်တာရှိပါတယ်ဖယားကဘာလို့ကိုလုပ်ရမှာလဲဖယားဆိုတာလှုပ်တော့အရာရှိရမယ်ဘာကြောင့်လဲဖယားဆိုတာကရုဏာမေတ္တာတော်နဲ့ပြည့်စုံသောဖယားဖြစ်တဲ့အတွက်ကြောင့်ဘုံတကူလည်းရှိတယ်ဘုံလည်းရှိတယ်ဆိုပြီးတော့ဘာကြောင့်လူသားများအတွေ့ဘာကြောင့်ဒီဖယားကဂေါတမမြတ်စွာဘုရားကဘာကြောင့်လူသားများအတွေ့ကောင်းစုမပြေတာလဲဒါစဉ်းစားเสียနော်ချစ်တော်ဓမ္မမြတ်စွာဘုရားကိုပေါ့လို့စဉ်းစားကြည့်ကြစမ်းပါဖယားကလူသားများအတွေ့လှုပ်ဆောင်ပြရမယ့်အရာတွေရှိတယ်သူလှုပ်ဆောင်ပြနိုင်မှတာလဲကျွန်တော်တို့ကရှိခိုးရတယ်ကုကွယ်ရမှာဖြစ်ပါတယ်ဂေါတမမြတ်စွာဘုရားရဲ့သူ့ရဲ့ကြံကန်းကိုကောင်းမွန်စွာကျွန်တော်မြတ်မြတ်ဆဆလိလာတဲ့အခါမှာသူ့ရဲ့လှုပ်ဆောင်ချက်တစ်ခုမှမတွေ့ရဘူးလူသားများအတွက်ကောင်းစုလုပ်တဲ့အရာတွေလည်းတစ်ခုမှကျွန်တော်မမြင်ရဘူးဥပမာအနာယောဂရှိတော်သူလည်းသူငဲ့ရှိတဲ့အကြောင်းကိုလည်းမမြင်ရဘူးရှင်ရဲတော်သူကလည်းရှင်ရဲတော်သူကိုလည်းထောက်ပံ့ပြီးတော့ချမ်းသာခြင်းဘဝတို့သူတင်စားတာလည်းမရှိဘူးကောင်းကြီးမင်္ဂလာလည်းသူပြီးထားတာလည်းမရှိဘူးသူ့တရားတော်မြတ်ထဲမှာမရှိဘူးဒါကောင်းမွန်စွာနားလေသဘောပေါက်ဖို့ရည်ကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ခရိယာဘာသာအနေနဲ့ကျွန်တော်တို့ကိုယ်ကွယ်တော်ထာဝရဘုရားဒီကောင်းကင်နဲ့မြေကြီးဆက်ကြဝဠာရှိကိုဖန်ဆင်းတော်မူသောဘုရားဖြစ်တဲ့အတွက်ကြောင့်လူသားများကိုအင်မတန်မှကျွန်တော်တို့ကိုချစ်ရပါတယ်ကျွန်တော်တို့ပုံမှာမေတ္တာတရားထားပါတယ်ကရုဏာထားပါတယ်အဲ့ဒီသူ့ရဲ့ကရုဏာသူ့ရဲ့မဟာမေတ္တာတော်ဒီလူသားများနားလေသိရှိဖို့ရမျက်စိနဲ့မြင်နိုင်ဖို့ရအတွက်ကျွန်တော်တို့ကိုနှစ်စဉ်အသက်တာမှာသူ့ရဲ့မအဆခြင်းအပြင်ဒီကနေ့ဒီချိန်တိုင်းကျွန်တော်တို့အသက်ရှင်နေရတဲ့အကြောင်းကိုဘုရားသခင်ရဲ့ကြီးစိုးတော်ကြောင့်ဖြစ်တယ်ဆိုတာနားလေသဘောပေါက်လို့ရှိရင်တခင်စုဘုရားကိုမကူးကွယ်ပဲနဲ့မချီးမွမ်းပဲနဲ့နေနိုင်မှာမဟုတ်ပါဘူးတိုးတော်လည်းပဲမတိတော်သူအနေနဲ့ဒီလက်ဝါးကတိုင်မှာမိမိအသက်ကိုပြစ်ဆက်လိုက်ရတဲ့အကြောင်းကိုမတိတော်အနေနဲ့တော့မိုက်တော်အရာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တမန်ကျမ်းစာထဲမှာရှိတယ်တိုးတော်လည်းပဲဒီလက်ဝါးကတိုင်မှာကျွန်တော်တို့ရဲ့အပြစ်ကိုယူဆောင်ပြီးတော့ကေတင်ရှင်ရရှိဖို့ရာအတွက်သူ့နဲ့အသက်နဲ့စတိပြီးတော့အသက်ကိုပြစ်ဆက်ရတဲ့အကြောင်းကိုနားလေတော်သူဒီဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရာအတွက်ဖြစ်ပါတယ်ချစ်တော်ဓမ္မမြတ်ဆွေကြီးကိုပေါင်းတော်ဒါကြောင့်ဒီကနေ့ဒီချိန်မှာကျွန်တော်တို့မြန်မာပြည်မှာဗုဒ္ဓဘာသာဝင်များသည်အများစုဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ယုံကြည်ချက်သူတို့ရဲ့ခံယူချက်ကတော့မိမိကိုယ်ကိုယ်သာမိမိရဲ့ကမာတရားကိုကံတရားကိုမိမိကိုယ်ကိုဖန်တီးရမယ်သဘောရှိပါတယ်မိမိကိုယ်ကိုကယ်တင်ရမယ်မိမိကိုယ်ကိုနိဗ္ဗာန်ဘုံသို့မိမိကိုယ်ကိုပို့ဆောင်ရမယ်သဘောတရားနဲ့တူပါတယ်ကဲမိမိကိုယ်ကိုမကယ်တင်နိုင်တဲ့အကြောင်းကျွန်တော်ပထမဥပမာအနေနဲ့ကျွန်တော်
ဟောပြောထားလိုက်ပြီးဝင်ခလိုက်ပြီးအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မိမိကိုမကယ်တင်နိုင်တဲ့အကြောင်းဘယ်လောက်ပဲတရားကျင့်ကြံကြံဘယ်လောက်ပဲကမ္မထမ်းထိုင်ဘယ်လောက်ပဲကျူဆာဆာဘယ်တော့မှခမည်းထောင်ထဲကနေခမည်းလွတ်မှာမဟုတ်ဘူးခမည်းမယုံကြည်လို့နိုင်ငံတော်သမ္မတကြီးကခင်ဗျားတို့လွတ်ငင်းချမ်းသာခွင့်ပြီးတယ်ဆိုပြီးတော့သူငယ်ကျင်ညာထားပြီးမဲ့လေသူ့ကျင်ညာတဲ့အတိုင်းခမည်းယုံလို့ရှိရင်ခမည်းထောင်တကားတွေဖွင့်တယ်လွတ်တယ်တုတ်တော်လည်းပဲခမည်းကမယုံဘူးအဲ့ဒီပြောတဲ့တရားဒီစကားဒီအလိန်စကားဖြစ်တယ်မှုတာစကားဖြစ်တယ်မကြခင်မှာ3-4ရက်ကြာပြီးတော့ကျွန်တော်တို့ကိုပြန်ဖမ်းပြီးတော့အဆုတ်ထဲမှာပဲပြန်သွင်းရမယ်ထောင်ထဲမှာပဲပြန်ပို့ရမယ်ဆိုပြီးတန်တရားရှိတော်သူများဒီထောင်ထဲကနေဘယ်တော့မှလွတ်မှာမဟုတ်ပါဘူးသူအသက်ရှင်နေတဲ့ကာလပတ်လုံးသူ့ဘဝတစ်လျှောက်လုံးဟာအဲ့ဒီထောင်ထဲမှာပဲနေကုန်ချိုးရမှာဘာကြောင့်လဲသူလွတ်ငင်းချမ်းသာခွင့်ကိုတရားကိုကြီးညာထားပြီးပြီလေကြီးညာထားခဲ့တော့လေသူကယုံမမယုံတာမယုံလို့ရှိရင်သူကဘယ်လွတ်ပါမလဲသူမယုံတဲ့အကျိုးဆက်ကိုမယုံတဲ့အပြစ်အခကိုသူတစ်သက်လုံးထောင်ထဲမှာပဲရင်ရက်ခဲ့တော့မှာဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါင်းလို့ကျွန်တော်တို့ကကယ်တင်ခြင်းရရှိတော်သူဖြစ်တယ်ဆိုပြီးတော့မိမိကိုယ်ကိုယုံကြည်ပါတာတနာနဲ့တက်မှနေကြတော်သူများအားလုံးကျွန်တော်ထာဝရဘုရားကလည်းကျွန်တော်တို့နှစ်စဉ်နဲ့အမျှကျွန်တော်တို့ကိုကြိုဆိုပြီးတော့ဖိတ်ခေါ်လက်ရှိပါတယ်ငါထံတို့လာကြပါဆိုပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကယ်တင်ရှင်တရားရရှိဖို့ရအတွက်ကယ်တင်ရှင်တရားရဲ့မကိုင်းကြီးကယုံကြည်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်ခြင်းရှိလို့ရှိရင်ဘာမဆိုတတ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့ရှင်တမန်ပေါလုကြီးကလည်းတက်တည်ခံထားတာရှိပါတယ်ကျွန်တော်တို့ယုံကြည်လို့ရှိရင်ကျွန်တော်တို့ဘာမဆိုအားလုံးဖြစ်မြောက်နိုင်တယ်ယုံကြည်တော်အဖြစ်ဖယားသခင်ရဲ့ဘုန်းတကူတော်အဖြစ်ကျွန်တော်တို့နှလုံးသားထဲမှာတကူပြီးတော့ကျွန်တော်တို့ကဘာမဆိုတတ်နိုင်စွမ်းရှိတယ်ဒါယုံကြည်တော်သူအနေနဲ့မယုံကြည်တော်သူအနေနဲ့တော့ဒီတရားကိုရရှိမှာမဟုတ်ပါဘူးဆိုတာနားလေသဘောပေါက်ဖို့လည်းအရေးကြီးပါတယ်ဒါကြောင့်ရှိတော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတော့ဒီကနေ့ဒီချိန်မှာကျွန်တော်တို့မြန်မာပြည်ကြီးကိုကြည့်ပါမြန်မာပြည်ကြီးကဘာခြေနေရောက်တာလဲအလုံးတိပိသားအရာဖြစ်ပါတယ်မြန်မာပြည်ကြီးဟာကျွန်တော်တို့ရှင်းရဲခြင်းကျွန်တော်တို့ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းအကြောင်းနဲ့ကျွန်တော်တို့မြန်မာပြည်ကြီးကိုပတ်လဲနေရာအနှံ့ဒီတာအရှိအနောက်တောင်မြို့မှာကျွန်တော်တို့ကြရတော်တရင်စုဖြစ်ပါတယ်အဲ့ဒီတရင်စုကြောင့်ကျွန်တော်တို့လူသားများတွေရှင်းရဲဒီတာမကစိတ်ကိုပါကျွန်တော်တို့ရှင်းရဲရတယ်ဘာကြောင့်လဲကျွန်တော်တို့မြန်မာပြည်ကဖယားသခင်မတိလို့တာဖြစ်တယ်ဖယားသခင်ကိုကျွန်တော်တို့ယုံကြည်ပြီးတော့ဖယားသခင်ဒီကရုဏာတော်မေတ္တာတော်နဲ့ပြည့်စုံသောဖယားဖြစ်တဲ့အတွက်ကြောင့်ဤတရားကိုကောင်းမွန်စွာကျွန်တော်တို့အားလုံးနိုင်ငံတော်ခေါင်းဆောင်ကြီးများဖြစ်စေနိုင်ငံတော်ကိုဦးဆောင်တော်သူအဖွဲ့အစည်းဖြစ်စေနားလေသဘောပေါက်လို့ရှိရင်လူသားအချင်းချင်းပေါ်မှာလည်းမေတ္တာတရားထားရမယ်နော်မေတ္တာတရားထားမှသာလဲကျွန်တော်တို့ကကောင်းစုရမှာဖြစ်တယ်ကျွန်တော်တို့တဏှိကြတော့အခါမြန်မာပြည်ကြီးလည်းပြောင်းလဲလာပါလိမ့်မယ်ဟာလေလုယာအာမင်ဘာယာနဲ့ပြောင်းလဲလာပါမှာလဲဒီကောက်ကင်နဲ့မြစ်ကြီးဖန်ဆင်းတော်မူသောထာဝရဘုရားကိုတဏှိကြရင်ကျွန်တော်တို့မြန်မာပြည်အားလုံးလက်ခံကြပြီးတော့ယုံကြည်လာလို့ရှိရင်ဘယ်လောက်တာယာမလဲဘယ်လောက်ငြိမ်းချမ်းသောနိုင်ငံဖြစ်မလဲလူသားမျက်စိရှိရမြင်နိုင်တော့ငင်တဲ့ရှင်ဝတ်မြောက်ခြင်းကိုကျွန်တော်တို့မြန်မာပြည်ကခံစားရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကြားရတော့တရင်ဒီတိုက်ကြခိုက်ကြဆိုတဲ့တရင်ကိုပဲကြားရတယ်ဒီတရင်ဟာတရင်ဆူဖြစ်တယ်ဒီအကြောင်းအရာတွေကိုဖယားသခင်ကလည်းမနှစ်သက်ပါဘူးကျွန်တော်တို့လူသားအားလုံးကလည်းမနှစ်သက်ပါဘူးမကြိုက်ပါဘူးဒါကြောင့်ဒီအပိတရားတွေကိုဒီကျွန်တော်တို့ကိုမြန်မာပြည်စည်းထဲမှာအခုအမျိုးအဖို့မကောင်းသောတရင်ကိုကြားရတဲ့အဲ့ဒီတရင်ကိုဘယ်သူဘယ်ဝါမှကြိုက်တော်သူမရှိဘူးနှစ်သက်တော်သူလည်းမရှိဘူးလူသားမြတ်ကကျွန်တော်တို့ငင်းဆန်းစွာနေရှင်လို့ကြတော့လူသားမြတ်ဖြစ်ပါတယ်အဲဆန်းစွာနေရှင်လို့တော့လူသားများဖြစ်ကြပါတယ်
ဒါကြောင့်ကျွန်တော်တို့အားလုံးယုံကြည်တော်သူအားလုံးဆုတောင်းကြရအောင်ဆုတောင်းပြီးမှသာလေဖရာသခင်ကသူ့ရဲ့ဘုန်းတော်အဖင်ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုနားညောင်းပြီးတော့မြန်မာပြည်ကြီးကိုလည်းတနစ်ကြရင်ငိမ့်တော်တာယာတော်နိုင်ငံတော်တစ်ခုဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ငိမ့်ချမ်းတော်နိုင်ငံတာယာတော်နိုင်ငံဖြစ်ဖို့ရန်အတွက်အဖဖရာသခင်ရဲ့လက်ထဲမှာရှိပါတယ်ဖရာသခင်ရဲ့လက်ထဲမှာရှိတဲ့အတွက်ကြောင့်ဤကမ္ဘာလောကမှာရှိတော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတော့ကျွန်တော်တို့ကပုထုရှင်လူသားများကြာနေမှာမဟုတ်ပါဘူးခမရလို့ရှင်လက်နေမှာမဟုတ်ပါဘူးခမရငင်းလို့မရတဲ့အရာခမရတည်ချင်းတရားကနေတနည်းကျရင်ခမရကိုဖန်ဆရမှာရှိတော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတော့ကျွန်တော်လည်းဖြစ်စေရှိတော်ဓမ္မမစ်ဆွေကြီးကိုပေါင်းခမရတို့အားလုံးလည်းဖြစ်စေတနည်းကျရင်တည်ချင်းတရားကမိတိကိုမှမမြဘူးမိတိလူသားကိုမှမမြဘူးချမ်းသာတော့ဖို့ဖြစ်စီစီရဲတော်သူဖြစ်စီမမြဘူးကျွန်တော်တို့တနေ့ကျရင်ကြိုက်စားလို့ရှိရင်အားလုံးမိကြီးမှာပဲပြန်ဖြစ်ရမယ်ဒါကြောင့်ချစ်တော်ဓမ္မမစ်စုကြီးကိုပို့အောင်တော့ဒီကနေ့ကျွန်တော်တို့ကေတင်ရှင်တရားကိုယုံကြည်ခြင်းအပြင်ဖြစ်လာတဲ့အတွက်ကြောင့်ယုံကြည်တော်သူအပေါင်းအားလုံးတော့အတက်တော်တက်တာကိုရရှိပြီးမှကျွန်တော်တို့နှစ်စဉ်နဲ့အမြတ်ခွန်အားရရှိပြီးဝယ်အတွက်ဒီတရားကိုငှားလိုက်ခြင်းဖြစ်ပါတယ်နာတော်တာစင်သူအပေါင်းအားလုံးအဘောတို့ဖရာသခင်ရဲ့ကောင်းချီးမင်္ဂလာကိုတက်ရောက်ပါစေအာမင်ဟာလေလုယာအာမင်